ပွင့်ပွင့်လင်းလင်းရိုးရိုးရှင်းရှင်းပဲပြောမယ်28ရက်3လ2025နေ့လယ်12:45လောက်ခတ်ခဲ့တဲ့မြင်ကလင်ကြောင့်နေရာတော်များမှာပြန်လဲထူထောင်ရေးတို့လိုအပ်နေတယ်တချို့နေရာတွေဆိုရေတွေခမ်းသွားတဲ့စီဆိုင်မျိုးလိုနေရာမျိုးတွေရေတွေပါတွေခမ်းသွားတဲ့ရေတောက်ဖို့တော့အခက်ခဲရှိတယ်နော်အဲ့ဒီတော့ခင်ဗျားတို့ကလူသားပီတရင်လူဆိုတဲ့စကလုံးကိုခံယူထားရင်ကိုကအစင်ပြေနေရင်အဲ့ဒီလိုဒေတာတွေကိုသွားလူပေးကြပါနော်အင်းလေးတို့ကလောတို့အောင်ဘန်းတို့နော်ရန်ကုန်မန္တလေးလို့နေရာမျိုးလဲမြင်ကလင်ပြိုကြလို့ဒုက္ခရောက်သွားတဲ့လူတွေထောင်ချီတောင်းချီရှိတယ်အခုကစစ်ဘေးမဟုတ်ဘူးနော်ဟိုပါတီဒီပါတီကြောင့်မဟုတ်ဘူးဟိုအဖွဲ့အစည်းဒီအဖွဲ့အစည်းကြောင့်မဟုတ်ဘူးနော်အဲ့ဒီတော့ခမရတို့မြေမပြိုတဲ့နေရာဒုက္ခမရောက်တဲ့နေရာတွေကဒုက္ခရောက်တဲ့နေရာတွေကိုတတ်နိုင်တလောက်သွားကူညီကြပါတဘာဝဘေးဆိုတာလူကလှုပ်တာမဟုတ်ဘူးအဲ့ဒါတဘာဝကလှုပ်တာနော်ကိုယ်နိုင်ငံရဲ့အားနည်းချက်တွေကိုယ်နိုင်ငံရဲ့အုပ်ချုပ်နေတဲ့လူတွေရဲ့အားနည်းချက်တွေကြောင့်ပြည်သူတွေဘဒူးကမှအားကိုးစရာမရှိဘူးဒီအချိန်မှာပြည်သူမှာအားကိုးစရာဆိုလို့ပြည်သူပဲရှိတယ်နော်အဲ့ဒီတော့ခမရတို့တတ်နိုင်တလောက်သွားပြီးတော့လူကြပါကူကြပါနော်ဟိုးအဝေးကြီးကိုနဲ့ဝေးတဲ့ဒေတာတွေကိုသွားမလူနိုင်ဘူးဆိုရင်တော့မှကိုနဲ့နီးရနီးကြောင်းလူကြနော်ကိုယ်ငယ်ချင်းတွေရှိတဲ့နေရာတွေဖုံးဆက်ပြီးတော့မှ9000ပဲတတ်နိုင်9000ပဲတတ်နိုင်နော်ရွာကလူတွေစုပြီးတော့မှသွားလူကြသွားကူညီကြတေရင်ကိုနောက်ဘာမှမပါဘူးကုသိုလ်နဲ့အကုသိုလ်ပဲပါတာနော်တချို့ခံယူချက်တွေကြောင့်တော်လိုင်းရေးလောက်ကြတယ်တချို့ခံယူချက်တွေကြောင့်နော်စစ်သားလောက်ကြတယ်ခင်ဗျားတို့ဘာမှမကူညီဘူးတော်လာရေးထားလိုက်စစ်သားတွေခင်ဗျားတို့ဘာမှမကူညီဘူးထားလိုက်ဒါကခံယူချက်မတူလို့နော်လူမျိုးရေးပုဂ္ဂိုလ်ရေးပါတီရေးလို့ခင်ဗျားတို့ထင်လို့နိုင်ငံရေးစီရေးလို့ခင်ဗျားတို့ထင်လို့မကူညီတာထားလိုက်နော်အခုဖြစ်နေတာကမြင်ငလင်လှုပ်လို့အိမ်တွေပြိုတာဒါတဘာဝဘေးအန္တရာယ်တွေကူကြနော်အရင်တော့ရေဘေးတော့ကလည်းကျွန်တော်ပြောတယ်တတ်နိုင်တလောက်ကူကြကူလားမကူလားတော့ကျွန်တော်မသိဘူးเนาะအခုငလင်ဘေးကျွန်တော်ကူညီဖို့ရှိတယ်ရေဘေးတော့ကလည်းကျွန်တော်ကူညီခဲ့တယ်အခုငလင်ဘေးမှာကျွန်တော်မှလည်းအကျွေးပတ်လဲဝိုင်းတဲ့ဂျားတွေက9သိန်း10သိန်းတော့ကျွန်တော်ဖြစ်အောင်ကူညီမယ်ကျွန်တော်အဲ့လိုဆုံးဖြတ်စိတ်ရှိတယ်အဲ့ဒီတော့ကျွန်တော်ကူညီမှာကိုကျွန်တော်ထုတ်ကြွားတာလည်းမဟုတ်ဘူးရေဘေးတုန်းကလည်းကျွန်တော်ကူညီခဲ့တယ်လူခဲ့တယ်ရှိတယ်ကျွန်တော်ထုတ်မကြွားဘူးကျွန်တော်ဘယ်လောက်ကူညီခဲ့တယ်ဘယ်လောက်လူခဲ့တယ်ကျွန်တော်မပြောဘူးเนาะအခုကျွန်တော်ဒီစကားတွေပြောတာလည်းကျွန်တော်စီမှာလာပြီးတော့လူကြပါကျွန်တော်သွားလူမှာရလို့ကျွန်တော်အလူခံနေတာလည်းမဟုတ်ဘူးเนาะခင်ဗျားတို့နီးစက်ရတကယ်သွားလုံနေတဲ့လူတွေပရာဟိတလုံနေတဲ့လူတွေရှိတယ်နော်အဲ့ဒီလူတွေကိုမယုံဘူးဆိုရင်တော့မှကိုယ်တိုင်ကိုကြရောက်အောင်တွားပြီးတော့လူကြကူကြပြည်သူမှာပြည်သူပဲရှိတယ်အခုကတစ်ဖက်နဲ့တစ်ဖက်ကမျက်စောင်းထိုးပြီးတော့အာဏာတွေလူနေကြတာတွေရှိတယ်တရားတာတွေမတရားတာတွေနော်မတရားမှုကိုတော်လာနေတာတွေရှိတယ်နော်သူတို့ဟာနဲ့သူတို့ရှုံနေတာသူတို့ကလည်းသူတို့ပြည်သူကိုကူညီဖို့နေတာနော်သူတို့နဲ့သူတို့မှရှုံနေတာအဲ့ဒီချက်တွက်ကြောင်းမလို့ကျွန်တော်တို့ပြည်သူမှာပြည်သူပဲရှိတယ်တတ်နိုင်တလောက်ကူကြလူကြပါ1000တတ်နိုင်1000လူဗျာ
ရွာတရွာမှာလူအနည်းဆုံးအယောက်200ရှိရင်တယောက်1000လူရင်10ယောက်1000 100 သိန်း200ဆို2သိန်းရမယ်အဲ့ဒီ2သိန်းရမိသားစုအတွက်ဟိုမှာငလင်တန်ခံနေရတဲ့လူတွေအတွက်နော်သမင်း900စာရရင်လည်းရမယ်ဟုတ်ပြီလားလူ100စာအတွက်တနတ်စားရရင်လည်းစားရမယ်ကူညီကြပါနော်အခုနိုင်ငံတကာကိုကျွန်တော်တို့မျောလင့်လွန်များဘူးနိုင်ငံတကာတည်င်းတွေဖတ်ကြလားလည်းမသိဘူးကွာငါတို့နိုင်ငံသားတွေကနိုင်ငံတကာတည်င်းတွေကဘယ်လိုပြောနေတော့ကျွန်တော်ဗီဒီယိုလည်းတင်ထားတယ်ဟိုမှာသူများပြောတာနော်မြန်မာနိုင်ငံဒီလောက်ပေါ်ကျွယ်ဝနေတယ်ကြောက်တံပတ်သမားတွေတယံစာသားတွေထွက်နေတယ်ဒါတော့မှဘယ်နိုင်ငံကိုမှမကူညီခဲ့ဘူးနော်ကိုအိတ်ကထဲပဲထဲကြတယ်အခုဟိုမြင်ကလေးတန်တွေ့မှဟိုလူကိုကဲပါဒီလူကိုကဲပါဆိုပြီးတော့မှအော်မနေနဲ့ဆိုပြီးတော့ပြောနေတာတွေရှိတယ်အဲ့ဒီတော့ခင်ဗျားတို့ပြည်သူမှာပြည်သူပဲရှိတယ်တတ်နိုင်တော့ပါဝင်ကြကူကြလူကြဟုတ်ပြီလားအမေရိကလာလူမယ်အမေရိကလာကူမယ်ဆိုတာလဲအမေရိကနဲ့ဟိုးအမေရိကတိုက်မှာနော်ဒါအာရှတိုက်နိုင်ငံချင်းချားတာမဟုတ်တိုက်ချင်းချားနေတာကဘာရှိချမ်းနဲ့နောက်ချမ်းနော်ဒီမှာနေဝင်ဟိုမှာနေထွက်တယ်ဟိုမှာနေဝင်ဒီမှာနေထွက်တယ်ဟုတ်ပြီနော်အဲ့တော့ဟိုးဝေးရလူတွေလာကူဖို့ခင်ဗျားတို့မျောမနေနဲ့လူအတတ်နိုင်လူအားကူငွေအားတတ်နိုင်ငွေအားကူကြလူကြဟုတ်ပြီလားနော်ကိုစားရရင်ပြီးရောဆိုပြီးမကြည့်နဲ့ဟိုမှာထိုင်းမှာအိမ်အထက်50ရှိတာနော်စောက်တာ5နှစ်အချိန်ယူပြီးတော့တီဆောက်ရတဲ့အိမ်တွေနော်ပြက်ချိန်တိုင်းရင်စကံပိုင်းနဲ့ပြိုပြတ်သွားတာတွေ့တယ်မလားနော်အဲ့တော့မြများဆဆလည်းမပြောချင်ဘူးရှုပ်ရှုပ်ဖြစ်ဆက်လည်းမပြောချင်ဘူးနော်အဲ့တော့ပြည်သူမှာပြည်သူပဲရှိတယ်လူကြကူကြနော်ငွေအားမတတ်နိုင်ရင်တော့မှလူအားနဲ့တတ်နိုင်တလောက်သွားကူကြဟုတ်ပြီလားနော်အားလုံးကိုလေးလေးစားစားနဲ့ကျွန်တော်ပြောချင်းဖြစ်တယ်နော်ဒီအချိန်မှာတချို့လူတွေကနာမည်ကောင်းယူပြီးတော့မှဟိုမှာဒီနေရာလေးဟိုနေရာလေးတင်ကြတာအဲ့လိုမျိုးတင်နေမဲ့အစားလိုက်လွင်ပြီးတော့ပြောနော်ကိုနဲ့နီးဆက်ရအောင်မှာငါတနတ်စားရရင်ငါနဲ့နီးစားရလူလဲတနတ်စားရပါစီဥမာငါမှပတ်စံ1000ရှိရင်ငါနဲ့နီးစားတဲ့လူလဲပတ်စံ1000ရှိပါစီနော်ကိုကတော့မဆက်မပြဲစားပြီးတော့ဟိုမှာကိုဘေးကလူတွေကငတ်နေတယ်အဲ့လိုမျိုးအဖြစ်မျိုးမရောက်စေနဲ့နော်အဲ့ဒီတော့လူကြပါမလူနိုင်လဲကူကြပါနော်ပတ်စံငွေအားတွေမတတ်နိုင်မှုဆိုလဲလုတ်အားကူကာယအားခွန်အားဗလာအားနဲ့တွားပြီးတော့ကူကြပါနော်အားလုံးကိုမေတ္တာရက်ခံတယ်နော်ကျေးဇူးလက်တင်တယ်နော်